နိုင်ငံစစ်သုံးစီမပြတ်လက်အောင်ဆက်လက်ကူညီတော်မဲ့ထိုင်းအစိုးရနေပြည်တော်အပါအဝင်တနိုင်ငံလုံးအတိုင်းအတာနဲ့စစ်သုံးစီပြက်လက်မှုတန်းကိုပြည်သူတွေအလိုလေးခံနေရတဲ့အချိန်မှာထိုင်းနိုင်ငံဘက်ကမြန်မာနိုင်ငံကိုစစ်သုံးစီတွေဆက်လက်ရောင်းချပေးနေတဲ့အပေါ်ထူးထူးခြားခြားဖြစ်ချင်းချက်ပေးလာပါတယ်။တစ်ဖက်မှာလည်းပြည်တွင်းမှောင်ခိုဈေးကွက်ထဲမှာစစ်သုံးစီတလီတာကိုငွေကျ1000ခွဲအထိပေါက်ဈေးရှိနေပြီးစီတန်းစီပြီးပြန်လည်ရောင်းချတဲ့လုပ်ငန်းတွေပါခက်စားလာနေပါတယ်။အရင်ဆုံးထိုင်းနိုင်ငံဘက်ကသတင်းကိုကြည့်ရအောင်ပါလက်ရှိမှာထိုင်းနိုင်ငံဟာပြည်ပစစ်သုံးစီတင်ပို့တာရပ်တန့်ထားပေမဲ့အိန္ဒိယမြန်မာနဲ့လာအိုနိုင်ငံတွေကိုတော့တရက်ကိုလီတာ9တန်းမကျော်တဲ့ပမာဏနဲ့ဆက်လက်ရောင်းချပေးနေတယ်လို့ဆိုပါတယ်။အဲ့ဒီထဲမှာလာအိုကိုလီတာ4တန်းကျော်နဲ့မြန်မာနိုင်ငံကိုတော့တရက်ကိုလီတာ3သိန်းဝန်းကျင်တင်ပို့ပေးနေတာပါ။ဘာကြောင့်အခုလိုရောင်းချပေးနေရတာလဲဆိုတဲ့အပေါ်ထိုင်းဆိုရတွေကစွမ်းအင်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုလို့အမည်တထားပါတယ်။ထိုင်းနိုင်ငံဟာလာအိုစီကနေရေအားလျှက်စစ်ပြန်ရယူသလိုမြန်မာနိုင်ငံစီကနေလည်းပိုင်လိုင်းကနေတဆင့်တဘာဝတောင်းငွေကြီးကိုတင်သွင်းနေရတာကြောင့်အပြန်အလှန်အားဖြင့်စစ်သုံးစီပြန်လည်ရောင်းချပေးနေရတာဖြစ်ပါတယ်။အထူးသဖြင့်ထိုင်းနိုင်ငံရဲ့ PTTEP ကုမ္ပဏီဟာမြန်မာစွမ်းအင်လုပ်ငန်းအမှုကြီးနဲ့လက်တွဲပြီးမြန်မာတဘာဝတောင်းငွေကိုအသုံးပြုကာထိုင်းနိုင်ငံအလဲပိုင်းနဲ့တောင်ပိုင်းအတွဲလျှက်စစ်တာအားထုတ်လုပ်ပေးနေရတာကြောင့်ဒီစစ်ဆန်ရေးကိုထိန်းသိမ်းထားရတာဖြစ်တယ်လို့သိရပါတယ်။ထိုင်းဘက်ကတရက်ကိုလီတာ3သိန်းဝန်းကျင်ပုံမှန်ပို့ပေးနေတဲ့ဆိုပေမဲ့ပြည်တွင်းကပြည်သူတွေအတွက်တော့စီတစေးရဖို့အရေးဟာစစ်တနင်းတစ်ခုလိုဖြစ်နေပါတယ်။ယနေ့ပြည်ပမှောင်ခိုဈေးကွက်မှာစစ်သုံးစီတလီတာကိုငွေကျ1000ခွဲထိပေါက်ဈေးရှိနေပြီးဒါဟာတမဈေးထက်အဆမတန်မြင့်တက်နေတာပါ။ဒီလိုရှင်နေမှာပဲစစ်သုံးစီကိုအငှားလိုက်တန်းစီပေးတာဒါမှမဟုတ်တန်းစီပြီးပြန်လည်ရောင်းချတဲ့လုပ်ငန်းတွေပါကြကြပြပြရှိလာပါတယ်။တချို့ဟိုင်းရှက်နဲ့အိုးဝေမောင်းသူတွေဟာစီဆိုင်မှာတနေကုန်တန်းစီရလာရင်ပြန်ထုတ်ရောင်းတဲ့အလုပ်ကိုပဲလုပ်ကိုင်လာကြပါတယ်။ဘယ်လောက်ထိဆိုးရလဲဆိုရင်စီဆိုင်ထဲမှာစီထည့်ဖို့ကားကိုတိုးရွှေ့နေရတဲ့အထိပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့ရလာတဲ့စီကိုပြန်ထုတ်ရောင်းတာလက်လွန်သွားပြီးကားထဲမှာစီမကြံတော့တဲ့အထိဖြစ်နေကြတာပါ။ဒါအပြင်စီဆိုင်ဝန်ထမ်းချို့နဲ့ပေါင်းပြီးကျွာကော့မဖတ်ပဲစီထုတ်ယူကပြန်လည်ရောင်းချနေတဲ့မှောင်ခိုကိုင်းတွေကြောင့်အမှန်တကယ်လိုအပ်နေတဲ့သူတွေဟာအချိန်ကြာမြင့်စွာတန်းစီနေရပေမဲ့စီမရတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးစွမ်းအင်ဝန်ကြီးဌာနကတော့တမတ်ရှက်တိုင်းမရောင်းချတဲ့စီဆိုင်30ခန်းကိုနောက်ဆုံးအကြိမ်တတိပေးထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်မန္တလေးတိုင်းစင့်ကိုင်မြို့နယ်ကစိတ်စီရောင်73စီဆိုင်ကိုတော့စီကံဖောက်ပြမှုကြောင့်လိုင်စင်ယာယီပိတ်သိမ်းပြီးထိရောက်စွာအရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။73စီပြက်လက်မှုဟာကုန်စည်နှုန်းကြီးမြင့်မှုနဲ့လူမှုစီးပွားဘဝကိုဓာတ်ရိုက်ခတ်နေတာပါ။အိန္ဒိယနိုင်ငံကနေစွမ်းအင်ဖလှယ်မှုအရာစီတွေဝင်နေတဲ့ဆိုပေမဲ့ပြည်တွင်းကစီမံခန့်ခွဲမှုအားနည်းချက်တွေကြောင့်မှောင်ခိုဈေးကွက်ကြောင့်ပြည်သူတွေကတော့ဆက်လက်ဒုက္ခရောက်နေကြရစေဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ရှိပါရရှင်။